အစောဦးတစ်ခုရဲ့အပေါ်ဆုံးထပ်မှာဂါဘရီယယ်လုတ်ခေါ်တဲ့နှစ်သားတစ်ပါးမြို့ကြီးကိုငေးကြည့်နေပါတယ်။သူကတော့အစစ်နှိတ်နှစ်သားတစ်ပါးဖြစ်ပြီးသူ့ရဲ့တာဝန်ကတော့ကာမောင်ရင်ဖုံးထုံးတဲ့လူတွေကိုရင်တိုက်မှုမဖြစ်အောင်တားဆီးပေးရတာပါ။ဒီနေ့မှာတော့ဂါဘရီယယ်ဟာအာချ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ကားနောက်ခံကိုရောက်သွားပါတယ်။အာချ်ကတော့မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်းနဲ့ရည်မှန်းချက်ရှိတဲ့လူငယ်တစ်ယောက်ဖြစ်ပြီးလက်ရှိမှာတော့ဝိုင်းရီအတွက်ကြုံရအလုပ်တွေကိုလိုက်လုပ်နေရသူပါ။အာချ်ဟာ Task Sergeant ဆိုတဲ့ app ကနေတစ်ဆင့်သူများခိုင်းတဲ့အလုပ်တွေကိုလုပ်ပေးပါတယ်။ပထမဆုံးအနေနဲ့နာမည်ကြီးမုတ်ဆိုင်တစ်ခုမှာသူများအစားတန်းစီပေးရပါတယ်။စမနိုင်လောက်စောင့်ပြီးချိန်မှာဆိုင်ဝန်တန်းကမုံကုံသွားပြီလို့ကြေညာလိုက်တော့အာချ်ကသူ့ဖောက်သည်စီဖုံးဆက်ပြီးမုံဖိုးမယူတော့မယ့်အကြောင်းဒါပေမဲ့2နာရီလောက်စောင့်ပေးခဲ့ရတဲ့အတွက်လှုပ်အားခဲ့တော့ဘေးကိုတောင်းဆိုပြီးမဲ့ဖောက်သည်ကအလုပ်ကန်ဆယ်လုပ်လိုက်တာကြောင့်ပတ်စံတပြားမှမရလိုက်ပါဘူး။ပိုဆိုတာကအဲ့ဒီမုံနေလို့ Jeff လို့ခေါ်တဲ့တထေးတယောက်ကယင်းနှိမ့်နှံတို့ထစ်တာကြောင့်အကုံသိန်းကျုံဝယ်သွားတာကိုတိလိုက်ရလို့အာချ်ပိုဒေါသထွက်သွားပါတယ်။နောက်ထပ်အလုပ်တစ်ခုအနေနဲ့ဖောက်သည်တယောက်ရဲ့အိမ်မှာအဝတ်လျှော်ပေးရပြန်ပါတယ်။အဲ့ဒီအင်္ဂါကလေးကအာချ်ကိုဘွဲရပြီးဘာလို့ဒီအလုပ်လုပ်နေတာလဲဆိုပြီးရိုင်းဆိုင်မိတာကြောင့်အာချ်လည်းစိတ်မရှိတော့ပဲ American Ames ဆိုတာတေဆုံးသွားပြီးမင်းတို့မှလည်းအနာဂတ်မရှိတော့ဘူးလို့ပောက်ကွဲပြောဆိုလိုက်တာကြောင့် app မှာအမှတ်လျှော့ခံလိုက်ရပါတယ်။ဒီလိုနဲ့တဏီကုံပရိဘောဂတွေစင်ပစ္စည်းတွေစီနဲ့ဘာသာနီအလုပ်တွေလုပ်ရင်ကားပါကင်တန်ကြီးပါစောင့်လိုက်ရပြန်ပါတယ်။ဒီအဖြစ်အပျက်တွေအကုန်လုံးကိုဂါဘရီယယ်ကစောင့်ကြည့်နေကြတာပါ။နေ့လည်စာစားနေတော့မှအဲလီနာဆိုတဲ့မိန်းကလေးနဲ့ဆုံပါတယ်။သူမကအလုပ်သမားသမဂဖွဲ့ချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အာချ်ကတော့သူကကုမ္ပဏီဝန်ထမ်းမဟုတ်ပဲအလွတ်တန်းသမားမို့လို့စိတ်မဝင်စားပါဘူး။ဒါပေမဲ့အဲလီနာကတော့အာချ်ဒီထက်ပိုကောင်းတဲ့ဆက်ဆံရေးမျိုးရတင်တယ်လို့ပြောပါတယ်။ညဘက်မှာသူတို့နှစ်ယောက်ထပ်ဆုံကြပြီးညစာအတူစားရင်ရင်းနှီးသွားကြပါတယ်။အာချ်ရဲ့အိမ်မက်အကြောင်းပြောပြတော့အဲလီနာကအားပေးပါတယ်။အာချ်ပြုံးပြနေတာကိုကြည့်ပြီးဂါဘရီယယ်လည်းဝမ်းသာနေပါတယ်။ညဘက်ရောက်တော့အာချ်ခင်ဗျာအိမ်မရှိလို့ကောင်းနေမှာပဲအိပ်ရရှာပါတယ်။သူ့အဖေဖုံးဆက်လာတော့အဆင်ပြေနေတဲ့အောင်ဟန်ဆောင်ပြောလိုက်ရပါတယ်။တစ်ဖက်မှာတော့နတ်သားဂါဘရီယယ်တို့ရဲ့အစည်းအဝေးမှာမာတာလို့ခေါ်တဲ့ခေါင်းဆောင်ကနတ်သားတွေကိုစုဝေးစေပါတယ်။တခြားနတ်သားတွေကဆူနာမီဘေးကကေတင်ခဲ့တာတို့လူတွေကိုလမ်းမရောက်အောင်ကူညီခဲ့တာတို့ပြောပြကြပါတယ်။လမ်းပြောင်းနေတဲ့ဝိရင်တွေကိုလမ်းပြတဲ့နတ်သားတစ်ပါးရဲ့ဇလန်းကိုကြားတော့ဂါဘရီယယ်လည်းသူတို့လိုပဲလူတွေရဲ့ဘဝကိုအတိတ်ပဲရှိအောင်ကူညီခြင်းစိတ်တွေဖြစ်လာပါတယ်။ဒါပေမဲ့မာတာကတော့သူ့အဆင့်အသင့်မဖြစ်သေးဘူးလို့ပြောပြီးညှင်းပယ်လိုက်ပါတယ်။အာချေဘဝကတော့ဆက်ပြီးဆိုးရွားနေပါတယ်။ကားထဲမှာအိတ်လိုလုံခြုံရေးတွေမောင်းထုတ်တာခံရတယ်လို့ရေချိုးဖို့လည်းအားကစားရုံကိုတွားရပါတယ်။အဲဒီမှာလီယိုနက်လို့ခေါ်တဲ့အင်ယာမက်တယောက်နဲ့ခင်မြင်နေပါတယ်။ဒီနေ့မှာတော့တထေးကြီး Jeff ကသူ့ဂိုဒေါင်ရှင်းဖို့ app ကနေတစ်ဆင့်အာချ်ကိုငှားလိုက်ပါတယ်။အာချ်ကအလုပ်လုပ်တာတက်ရက်မြန်ဆန်တာကြောင့် Jeff ကသဘောကျပြီးသူ့ရဲ့လက်ထက်ကြီးအခိုင်လိုက်ပါတယ်။ Jeff ကအလုပ်ရှုပ်တယ်လို့ပြောပေမဲ့တကယ်တမ်းသူ့အလုပ်တွေကပါတီပွဲအတာပစ္စည်းဝယ်တာတို့ရတရားချီဖို့ဇေယျရှာတာတို့လောက်ပဲရှိပါတယ်။အာချ်ကအလုပ်ကြိုးစားတာကြောင့် Jeff ကယုံကြည်မှုရှိလာပြီးကုမ္ပဏီကတ်ကိုပါပေးသွင်းလိုက်ပါတယ်။အာချ်လည်းမိုတင်မှာအခန်းငှားနေနိုင်လာပါတယ်။တရက်မှာ Jeff ကသူ့အိမ်မှာအရေးပေါ်သုံးဖို့တနက်ရှိလေလို့ Livet နံပါတ်ကိုပါအာချ်ကိုပြောပြထားပါတယ်။ညဘက်မှာအာချ်ကအယ်လီနာနဲ့ချင်းတွေ့ကြလို့ရှိတာကြောင့် Jeff ကသူ့ကုတ်အင်ဂျီငှားပြီးစမ်းတော့ဆိုင်တစ်ဆိုင်ကိုညွှန်ပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဆိုင်ကတတိတွေအတော်သာတင့်တော်တာကြောင့်အာချ်နဲ့အယ်လီနာတွေအတော်တော့ဇီအရန်ကြီးနေတာပါ။အာချ်ကအယ်လီနာရှေ့မှာမျက်နှာမပြတ်ချင်တာနဲ့ကုမ္ပဏီကတ်ကိုတုံပြီးရှင်းလိုက်ပါတယ်။နောက်တနေ့မှာ Jeff ကဒါကိုတိသွားပြီးအာချ်ကိုရှင်းပြခွင့်တော့မပေးဘဲအလုပ်ထုတ်ပြလိုက်ပါတယ်။အာချ်ခင်ဗျာမိုတယ်ကဆင်းပေးရပြီးအလုပ်မရှိတော့လို့သွေးလူပတ်စံရှာရတဲ့အဆင့်အထိရောက်သွားပါတယ်။ညဘက်မှာစားတော့ဆိုင်မှာအိပ်ပျော်သွားလို့အမောင်းထုတ်ခံရပြီးအပြင်ရောက်တော့ကားပါအဆွဲခံလိုက်ရပြန်ပါတယ်။ဘဝပြတ်သွားတဲ့အာချ်ကိုကြည့်ပြီးဂါဘရီယယ်ဝင်းပါဟုဆုံးဖြတ်လိုက်ပါတယ်။ဂါဘရီယယ်ကအာချ်မှာကိုထွင်ပြပြီးသူ့အကြောင်းအကုန်သိတယ်လို့ပြောပါတယ်။အာချ်အနာဂတ်ကိုပြသတာမှာအာချ်ကပျက်စီးပို့တမှာဖြစ်လာပြီးအယ်လီနာနဲ့ပျော်ရွှင်ရမယ့်ဘဝလေးကိုတွေ့လာပါတယ်။ဒါပေမဲ့အာချ်ကဆင်းရဲတဲ့ဘဝကိုမလိုချင်ပဲတထေးကြီး Jeff ရဲ့ဘဝကိုပဲလိုချင်တယ်လို့ပြောပါတယ်။ဒါကြောင့်ဂါဘရီယယ်ကတထေးဘဝဆိုတာထင်တယ်လို့မကောင်းဘူးဆိုတဲ့သင်ခန်းစာပေးခြင်းလို့သူတို့နှစ်ယောက်ရဲ့ဘဝကိုလဲပြလိုက်ပါတယ်။အာချ်နိုလာတော့ဇိန်လောကကားကြီးပေါ်မှာတထေးကြီး Jeff အဖြစ်ရောက်နေပြီးအဆောင်တွေကလည်းသူ့ကိုလေးလေးစားစားဆက်ဆံနေပါတယ်။မနေ့ရောက်တော့ Jeff ရဲ့အင်ကြီးကိုရောက်သွားပြီးအဲ့ဒီမှာအာချ်အဖြစ်ရောက်နေတဲ့ Jeff ကိုတွေ့လိုက်ရပါတယ်။ဂါဘရီယယ်ကသူတို့ဘဝတွေလဲလိုက်တာကြောင့်တပတ်နေ့ပြန်လာကြည့်မယ်ဆိုပြီးထွက်သွားပါတယ်။အာချ်ကတော့ချမ်းသာတဲ့ဘဝကိုအပြည့်အဝခံစားပါတော့တယ်။ပတ်စံတွေကိုစိတ်ကြိုက်သုံးအာချ်အဖြစ်ရောက်နေတဲ့ Jeff ကိုပြန်ခိုင်းစားပြီးပြောနေပါတယ်။အယ်လီနာကိုလိုက်ပိုးမှန်းတော့အယ်လီနာကသူ့ကိုမမှတ်မိပြီးမဲ့ဇလန်းကအဆင်ပြေသွားပါတယ်။တပတ်ပြီးတော့ဂါဘရီယယ်ပြန်လာပြီးဘဝဟုံးကိုပြန်သွားမလားလို့မေးတော့အာချ်ကညှင်းလိုက်ပါတယ်။လူသားတယောက်ရဲ့သဘောတူညီမှမရရင်ဂါဘရီယယ်လည်းဘာမှမတတ်နိုင်ပါဘူး။ဒီကိစ္စကိုမာတာသိသွားတော့ဂါဘရီယယ်ကိုအပြစ်ပေးတဲ့အနေနဲ့အတောင်ပြင်းတိသိမ်းလိုက်ပြီးလူလောကတွေပို့လိုက်ပါတယ်။ဂါဘရီယယ်ဟာပါတီပွဲလုပ်နေတဲ့အာချ်စီသွားပြီး Jeff ကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။ Jeff ခင်ဗျာရှော့ရပြီးမိလဲသွားပါတယ်။တတိယလာတော့သူ့ဘဝကိုပြန်လိုချင်ပေမဲ့အာချ်ကလုံးဝလက်မခံပါဘူး။နောက်ဆုံးမှာဂါဘရီယယ်နဲ့ Jeff တို့မိုတယ်ခန်းချင်းချင်းလေးမှာအတူနေပြီး Jeff တယောက်အလုပ်ကန်းတွေလုပ်ရပါတော့တယ်။ Jeff ခင်ဗျာပစ္စည်းလိုက်ပို့တဲ့အလုပ်ကိုလုပ်ရပြီးမဲ့အရန်ခက်ခဲပါတယ်။ဖောက်တယ်တွေကဆိုးစားဆက်ဆံတယ်လို့စားတောက်ဆိုင်အမားကိုသူ့အဖြစ်လို့ပုံချပြီးတိုင်ကြပါတယ်။တချို့နေရာတွေမှာတစ္စည်းပို့သမားတွေအစားစက်ရုပ်တွေအစားထိုးနေတာကိုတွေ့ရလို့ Jeff ပိုစိတ်ကြီးသွားပါတယ်။ညဘက်ရောက်တော့လောက်ကတပန်းနဲ့ရမယ်ဆိုတာသိလိုက်လို့မိုတယ်ခန်းမရှိနိုင်လို့ကားထဲမှာပဲအိပ်ရတဲ့ဘဝကိုရောက်သွားပါတယ်။တစ်ဖက်မှာလည်းအာချ်ကအယ်လီနာကိုပါတီလိုက်ခဲ့ဖို့ခေါ်ပြီးမဲ့အယ်လီနာကညှင်းလိုက်ပါတယ်။သူမကအလုပ်သမားတွေအတွက်တိုက်ပွဲဝင်နေရစစ်ပြီးချမ်းသာတဲ့အာချ်ကဒါတွေကိုနားမလည်နိုင်ပါဘူး။စိတ်ညစ်ညစ်နဲ့အာချ်ကကားမောင်းထွက်ရင်ဖုံးတုံးမိပြီးမတော်မဆဖြစ်ပြီးကိုမာဝင်သွားပါတယ်။အာချ်တတိမရရင်ချဲဘဝချင်းပြန်လဲလို့မရတော့ပါဘူး။ဂါဘရီယယ်လည်းလုံးဝလူသားစစ်ဖြစ်သွားပြီးဘိုက်စားထလာပါတယ်။ Jeff ကသူ့ကိုအမြန်စာခန်းခေါ်သွားတော့ဂါဘရီယယ်တရားအဆအစာရဲ့အရာတာကိုအန်အော်တကြီးခံစားရပါတော့တယ်။နောက်နေ့တွေမှာ Jeff ကအလုပ်ရာကြီးအလုပ်ရှောက်ပေးမဲ့ဘယ်သူမှမခိုင်ပါဘူး။
Gabriel လက်ပကန်ရှိအလုပ်ဝယ်လို့ရင်ပထမဆုံးလစာထုတ်တဲ့နေ့မှာအခွန်ဖရက်ခံရလို့ကျန်တဲ့ပတ်စံနဲ့ဘာမှမလောက်ကြောင်ညီးသွားတာလေ။စီယုံမှာ Arch တတိရလာပြီမဲ့ချမ်းသာတဲ့ဘဝကိုမစွန့်လွတ်ချင်တဲ့ကြောင့်မမိညာပျောက်ချင်အောင်စောင့်နေပါတယ်။ Jeff တို့က Arch ရဲ့အိမ်ဟုံးကိုပစ္စည်းဝိုက်ပို့ရင်းနဲ့ Arch တတိရနေတာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ Arch ကဟန်ဆောင်ခေါင်းလုံးနာကြောင့်ဘာမှလုပ်မရပါဘူး။နောက်ပိုင်းမှာ Jeff လည်း app ကအလုပ်ထုတ်ခံရပြီးကားပါအဆွေးခံလိုက်ရတာကြောင့်ဘာမှမရှိတော့ပါဘူး။အဲ့ဒါနဲ့ Jeff ကသူ့အိမ်ဟုံးကိုဖောက်ဝင်ပြီးတန်ဖိုးကြီးနာရီတွေခိုးဖို့ကြိုးစားပါတယ်။အဲ့ဒီနေ့က Jeff ရဲ့မွေးနေ့ဖြစ်တယ်လို့ Arch ကလည်းပါတီပွဲကျင်းပနေပါတယ်။ပါတီပွဲမှာ Elena က Arch ကိုစကားလာပြောပြီးသူမအနေနဲ့ပါတီကိုလိုက်သွားတင်တယ်လို့လက်ရှိမှာအိမ်ခန်းမှာအသိခံလိုက်ရလို့ကားလမ်းမှာအိမ်နေရတွေကိုရင်ဖွင့်ပြောပါတယ်။ဒါပေမဲ့ Arch ရဲ့ချမ်းသာမှုတွေကခိုးယူထားတာလို့ခံစားနေတဲ့အတွက် Arch စိတ်မကောင်းထင်နေပါတယ်။အဲ့ဒီအချိန်မှာ Jeff ကနာရီတွေကိုခိုးပြီးထွက်ပြေးဖို့ကြိုးစားတော့ Arch နဲ့တိုးပြီး Arch ကလန့်ပြီးတနတ်နဲ့ပြေးလိုက်မိပါတယ်။ကြီးစားမှန်ပြီးနာကျင်စွာអော်လိုက်တာနဲ့ Arch ဟန်ဆောင်မှုကြောင့်ပေါ်သွားပါတယ်။စီယုံမှာ Arch ကသူ့အဖေကိုဝန်ခံပြီးဘဝချင်းပြန်လဲပေးဖို့ Gabriel ကိုပြောပေမဲ့စိတ်ထဲမှာတကယ်မဖြိုးရွှင်သေးအောင်ကြောင့်ပြန်လဲလို့မရသေးပါဘူး။နောက်ဆုံးမှာသူတို့၃ယောက်သား Jeff ရဲ့အိမ်ကြီးထဲမှာအတူတူနေဖြစ်သွားပါတယ်။ Gabriel ကသူဘာမှမစွမ်းဆောင်နိုင်ဘူးလို့ဝမ်းနည်းနေရကြောင်း Arch ကသူ့ကိုညှိသိမ်းပေးပါတယ်။ Arch ကသူ့မှာရှိတဲ့စေးစိမ်တွေတငယ်ချင်းအတူရောင်တွေထိုင်သူ့ကိုလမ်းမှန်နဲ့ချစ်တဲ့မိသားစုနဲ့သူကိုယ်တိုင်စူးစမ်းတိဆောက်မဲ့ဘဝကိုပဲလိုချင်နေအခုအချိန်မှာဘဝရဲ့တန်ဖိုးကိုတကယ်နားလေသွားပြီလို့ယဉ်ဖွင့်ပြောပါတယ်။ဒီလိုနဲ့ Arch ကဘဝရဲ့အတိတ်မှန်ကိုနားလေလက်ခံလိုက်တဲ့အချိန်မှာ Gabriel ကသူ့ပခုံးကိုလမ်းကိုလိုက်ပါတယ်။ Arch မျက်လုံးကခတ်မှလည်းသူ့ကားအဆွေးခံရတဲ့ညကိုပြန်ရောက်သွားပါတယ်။ဆိုင်ဝန်တန်းကသူ့ကိုတမားလာကြောင်းကားကိတ်ကိုလိုက်ပို့ပေးပါတယ်။မနေ့ရောက်တော့ Jeff ကလည်းသူ့ဘဝသူပြန်ရသွားပြီး Arch ဒန်ကြီးတွေကိုကြေအောင်ဆောင်လိုက်ပါတယ်။ Jeff ကသူ့ကုမ္ပဏီမှာဝန်ထမ်းတွေအတွက်လစာတိုးပြီးစိတ်ရုပ်တွေအစားလူတွေကိုပဲပြန်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ Arch လည်းအလုပ်ကမ်းသမားတွေအကြောင်းမှတ်တမ်းရုပ်ရှင်ရိုက်ပြီး Elena နဲ့ပျော်ရွှင်စွာလက်တွေ့သွားပါတယ်။ဇက်သိန်းမှာတော့သူတို့စားတောက်ဆိုင်ကပြန်ထွက်ရင်းနဲ့ Gabriel အကြက်သားကိုတခုခြံထားခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။